insurance ကိစ္စဆွေးနွေးမယ်ဗျကျွန်တော်ယူထားတဲ့ insurance ဒီ90 in network plan ဗျကျွန်တော်ကိုပေးဆိုတာရှိတယ် deduction ဆိုတာရှိတယ်နောက်ပြီးတော့ coverage 3မျိုးဗျကိုပေးဆိုတာဘယ်လိုလဲကျွန်တော် family doctor နဲ့တော့တွေ့တိုင်း$25ပေးရတယ်ဗျကျွန်တော် family doctor ကနေတခြား specialist စီကိုတွားခိုင်းတဲ့ချိန်ကြရင် specialist နေရာမှာ$40ပေးရတယ်ဗျတခါတွေ့$40တခါတွေ့$40ဒါကိုပေးဗျ deduction ကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ကတာမန်စစ်စေး6လတစ်ချိန်စစ်တဲ့ဟာမဟုတ်ဘူးတခုခုဖြစ်တော့တွားပြတယ်ဆိုရင်ကျွန်တော်ပိုက်ဆံတွေက$500 deduction ဆိုလိုတာဒီ$500မကုန်မချင်းသူတို့ကကျွန်တော်ကိုမပေးသေးဘူး insurance မပေးသေးဘူးကျွန်တော်ဒီ$500ကိုအရင်ကုန်အောင်တုံးရမယ်$500ကုန်ပြီဆိုမှ insurance ကစပြီးတော့ coverage ပေးတယ်ဗျဘယ်လိုပေးတာလဲဆိုတော့90%ပေးတယ်ဗျဥပမာ$1000ကုန်နေဆိုရင်သူတို့က900ပေးမယ်ကျွန်တော်100ကုန်ရမယ်ဗျကျွန်တော်10%ကုန်မယ်ကျွန်တော်ယူတဲ့ plan เนาะဒီ90 in network plan อ่ะ in network ဆိုတဲ့အတိုင်းသူတို့ပြခိုင်းတဲ့နေရာပဲပြရတယ်ဗျတခြားနေရာကိုစိတ်ကြိုက်တော့ပြပိုင်ခွင့်မရှိဘူးအဲ့လိုမျိုးပြချင်တဲ့နေရာပြချင်တယ်ဆိုရင်တခြား plan တွေရှိတယ်ဗျအဲ့ဒါကျွန်တော်မယူဘူးကျွန်တော်ယူထားတာဒီ in network ပဲသူတို့ပြခိုင်းတဲ့ဟာပဲပြတယ်ဗျအဲ့လိုမျိုးယူတဲ့ဟာကျွန်တော်တစ်ပတ်ကို$25ကျော်ပေးရတယ်ဗျဘာတွေပါလဲဆိုတော့မျက်လုံးပါတယ်ဗျသွားပါတယ်ဗျနောက်ပြီးတော့ medical ခုနကပြောတဲ့ဒီ coverage တွေပါတယ်နောက်ပြီးတော့ကျွန်တော်တစ်ခုပါထပ်ယူထားတဲ့ long term disability အဲ့ဒါပါကျွန်တော်ယူထားလိုက်တယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တကိုယ်ရတကာရအကယ်၍ကျွန်တော်တစ်ခုကြီးမားဖြစ်လို့အလုပ်မလုပ်နိုင်ဘူးဆိုရင်ရေရှည် long term disability နှစ်ရှည်မတမ်းမစွမ်းဆိုတဲ့ဟာ coverage ပါကျွန်တော်ယူထားလိုက်တယ်အဲ့ဒါကြောင့်$25ကျော်ပေးရပါတယ်ခင်ဗျတစ်ပတ်ကိုမြန်မာငွေ300ကျော်ပေးရပါတယ်ခင်ဗျဖြစ်ဒီဖြစ်စေမဖြစ်ဒီဖြစ်စေပေးလာတာကြားပြီဗျတစ်ပတ်ကိုနော်$25ကျော်ဒါဆိုတစ်လကို400ပေးရတယ်ဗျကျွန်တော်ရဲ့ insurance ဖို့ဒီချမ်းမဲ့ insurance တစ်လကို400လောက်ပေးရတယ်ဗျဒါအကုန်လုံးမ cover ဘူးနော်ကျွန်တော်ခုနရှင်းပြတဲ့အတိုင်းနောက်ဆုံး900ကိုအရင်တောင်းရတဲ့ကျွန်တော်ပိုက်ဆံထဲကနေ900ကျော်မှသူတို့က90% coverage ဗျပြီးတော့ကျွန်တော်10%ထပ်ပေးရတယ်ဗျဒါကကျွန်တော်လက်တွေ့ကြုံဆုံရတဲ့ဟာကိုမျှဝေချင်းတာလည်းဖြစ်ပါတယ်မဆုံးကတဲ့မင်းရွေးစိ